အားလုံးပဲမင်္ဂလာပါရှင်အပတ်စဉ်တင်ဆက်ပေးနေကြခေပညာရဲ့ origami စီစဉ်လေးမှာပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့စက္ကူချင်းသေးလေးပေါ့နော်ဒီဟာလေးခောက်ပြမှာဖြစ်ပါတယ်စက္ကူချင်းသေးလေးခောက်ဖို့အတွက်ပထမဦးဆုံးအရင်ဘက်ကရေလိုပါမယ်လူမျိုး၄အောင်ဆက်စက္ကူတစ်ရွက်လိုပါမယ်ပြီးတော့ရင်စက္ကူကိုတောင်းဖြတ်အနေနဲ့အရာလေးပေးပါမယ်တောင်းဖြတ်ပိုင်းနဲ့အရာလေးပေါ့နော်ပြီးတော့ရင်နောက်တစ်ခါကိုလည်းအရာလေးပေးပါမယ်ပြီးတော့ဆိုလို့ရှိရင်တော့ဒီအောက်ကနေပြီးတော့ခုလိုလေးအသေးလေးတစ်စက်လို့ဖို့အတွက်အသေးလေးချိုးထားပါမယ်ချိုးပြီးတော့ဆိုလို့ရှိရင်တော့အစင်လေးကတော့ဒီဘက်ဘေးနားလေးပေါ့နော်ဒီနားလေးကိုခုလိုလေးနည်းနည်းလေးခောက်ပါမယ်ဒီနောက်တစ်ခါကိုလည်းအဲ့လိုလေးခောက်ပါမယ်ဒီပါရင်နော်နောက်ကိုတစ်ချက်လမ်းလိုက်ပါမယ်လမ်းသွားရင်ခုနထောင်းဖြတ်အရာပေးထားတဲ့ဒီအလေးစံတော်ရှိရပါတော့အဲ့ဒါလေးကိုခုလိုမျိုးလေးချိုးထားလိုက်ပါမယ်အဲ့ဆိုရင်ဒီမှာချင်းပေးကောင်းပုံစံလေးရောက်သွားပြီပေါ့နော်အဲ့ဒါလေးကိုပြီးတော့ရင်မျက်လုံးလေးတက်ပါမယ်တပီတော့လို့ရှိရင်တော့ဒီအောက်ကဒီအပြားလေးမှာပေါ့နော်နှာခမ်းလေးကိုခုလိုလေးချိလိုက်ပါမယ်နှာခေါင်းလေးပုံပုံနေတာဟုတ်လို့နော်အဲ့တော့ဆိုရင်တော့ဒီမှာနှာခမ်းမွေးလေးတက်ပါမယ်အဲ့ဆိုရင်တော့စက္ကူချင်းလေးကိုလေးရသွားပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်